လုံးပဲမင်္ဂလာပါဒီနေ့ကျမတို့တွေရဲ့ဘဝမှာအမြဲကြုံတွေ့နေရတဲ့အကျင့်ဆိုးတစ်ခုကြောင့်ပြောပြချင်ပါတယ်အဲ့ဒါကတော့မနှက်ဖြန်မလုပ်မယ်ဆိုတဲ့ကျင့်ပါပဲတခါတော့ကရွာလေးတရွာမှာကပီယာလို့ခေါ်တဲ့ကောင်လေးတယောက်ရှိရဲ့လူတွေကသူ့ကိုပြေးတဲ့သူလို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့သူ့ရဲ့ရင်ထဲမှာရီမန်းချက်တွေအိမ်မက်တွေအများကြီးရှိပါတယ်သူကညံမကောင်းတာမဟုတ်ဘူးတတိမရှိရလည်းမဟုတ်ပါဘူးသူ့ရဲ့အကြီးမားဆုံးတိုက်ပွဲကသူ့ကိုယ်သူပြန်တိုက်ခိုက်နေရတာပါသူအမြဲပြောလို့ရှိတဲ့စကားတစ်ခုကငါမနှက်ဖြန်မလုပ်မယ်ဆိုတဲ့စကားပေါ့အဲ့ဒီလိုနဲ့သူ့ရဲ့စာအုပ်တွေမှာဖုန်းလေးတက်အခန်းတွေကလည်းရှုပ်သွားပြီးသူ့ရဲ့အိမ်မက်တွေကလည်းတဖြည်းဖြည်းဝေးကွာလာခဲ့ပါတယ်ကျောင်းမှာအမှတ်တွေကျလာသလိုသူ့ရဲ့ကိုယ့်ကိုယ်ယုံကြည်မှုတွေကလည်းပျောက်ဆုံးလာခဲ့တယ်တခါတလေညဘက်တွေမှာကျယ်ရီကိုကြည့်ပြီးငါဘာလို့ရှေ့ဆက်မရဖြစ်နေရလဲဘာလို့ပြောင်းလဲလို့မရလဲလို့သူ့ကိုယ်သူမိခဲ့တယ်ဒါပေမဲ့အဖေကတော့ထွက်မလာခဲ့ပါဘူးဒီနေ့မှာတော့သူ့အမေကဝမ်းနဲ့စာပြောခဲ့တယ်ဒါရဲ့အချိန်ဆိုတာဘယ်သူ့မှစောင့်မနေဘူးလမ်းအသက်ကုန်ဆုံးသွားတဲ့နေ့ရက်တိုင်းဟာကိုယ့်ပခုံးပေါ်ကိုယ်တိုင်ပြတင်နေတဲ့ကြောက်တုံးတွေလိုပဲအခုချိန်မှာပြောင်းလဲဖို့ဆိုရင်ဒီနေ့ကျရင်အဲ့ဒီကြောက်တုံးတွေကတောက်ကိုဖိရှည်ပြစ်လိမ့်မယ်တဲ့ဒါပေမဲ့ကပီယာကတော့ပြုံးမေးလေးလေးရှုခဲ့တယ်တရလာနောက်ကျတာဘာဖြစ်သွားမှမိုးလို့လဲဆိုပြီးသူတွေးခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာသူ့အတွက်အစီအစဉ်တစ်ခုရှိနေခဲ့တယ်သူတို့ရွာမှာဂူရူတက်လို့ခေါ်တဲ့ပညာရှိဖို့တယောက်ရှိတယ်။ဒီနေ့တော့ကပီယာအဖေကသူ့ကိုအဲ့ဒီပညာရှိကြီးစီခေါ်သွားခဲ့တယ်။ပညာရှိကြီးကကပီယာကိုကြည့်ပြီးတင်းငိမ်စွာနဲ့ပဲမင်းကမနှက်ဖြန်ကိုအမြဲစောင့်နေတဲ့ကောင်လေးပေါ့လို့ပြောလိုက်တော့ကပီယာအယမ်းချက်သွားခဲ့တယ်။အဲ့ဒီနောက်ပညာရှိကြီးကသူ့ကိုရွှွန်အောင်တစ်လုံးနဲ့ကြောက်စစ်ခဲလေးတွေအပြည့်ပါတဲ့ချင်းတော်တောင်ကိုပေးလိုက်ပြီးတော့ထူးဆန်းတဲ့အလုပ်တစ်ခုကိုခိုင်းခဲ့ပါတယ်။မနက်တိုင်းမင်းအိမ်ဟာကနိုးရင်ဒီအိုးတွေကိုကြောက်ခွဲတစ်လုံးထည့်ပါဒါပေမဲ့မှတ်ထားရမှာကအဲ့ဒီနေ့အတွက်အရေးကြီးဆုံးအလုပ်တစ်ခုကိုပြင်းပြအောင်လုပ်နိုင်မှသာထည့်ရမယ်အလုံးမဖြစ်ရင်အိုးတွေကိုဘာမှမထည့်ရဘူးရက်30ပြီးရင်ငါစီပြန်လာခဲ့လို့မှားလိုက်ပါတယ်ဒီအလုပ်ကအရန်လွယ်ရလို့ထင်ရပြီမယ်ပထမဆုံးနေ့မှာတင်ကပီယာတယောက်သူ့ရဲ့ပြင်းမှုတောင်အလိုးလဲခံလိုက်ရတယ်သူ့စိတ်ကအဲ့ရစီကိုပဲပြန်ဆွဲခေါ်နေရဲ့ဒါပေမဲ့သူ့ကိုယ်သူအတင်းကျပ်တောင်းအပ်ပြီးစာကိုတနားရီတိတိဖတ်ခဲ့တယ်။ပြီးတော့မှပထမဆုံးကြောက်ခဲကိုအိုးထဲထည့်လိုက်နိုင်တယ်။အိုးလေးကိုကြောက်ခဲလေးကျသွားတဲ့အတန်ကတူတူလေးဆိုပေမဲ့သူ့ရင်ထဲမှာထူးဆန်းတဲ့ပျော်ရွှင်မှုတွေတခုခံစားလိုက်ရတယ်။ဒီလိုနဲ့တချို့ရက်တွေမှာအောင်မြင်ပြီးတချို့ရက်တွေမှာတော့ကြာရှုံးခဲ့ပါတယ်။ရက်30ပြည့်တဲ့အခါမှာဂူရုတက်စီကိုသူပြန်သွားခဲ့တယ်။အိုးထဲမှာကြောက်ခဲအလုံး20ပဲပါပါတယ်။ကပီယာကခေါင်းလေးငုပ်ပြီးတော့ဆရာကျွန်တော်အိုးပြမထည့်လိုက်နိုင်ခဲ့ဘူး။အဲ့လိုလဲဝမ်းနဲ့စွာနဲ့သူပြောခဲ့တယ်။ဒီအခါမှာတော့ပညာရှိကြီးကပြုံးပြီးဒီလိုပြန်ပြောခဲ့ပါတယ်။ငါမြင်မင်းမလုံးနိုင်ခဲ့တာတော့တော့မကြည့်နဲ့။မင်းလုံးနိုင်ခဲ့တာတော့ကြည့်စမ်းပါ။အရင်ကမင်းစီမှာကြောက်ခွဲတစ်လုံးမှမရှိခဲ့ဘူး။စီကံမရှိခဲ့ဘူး။အခုတော့မင်းစီမှာကြောက်ခွဲအလုံး20တောင်ရှိနေပြီ။ဒါဟာတင်းငယ်အလေးချင်းလေးတွေရဲ့စွမ်းအားပဲ။ဒီနေ့ကိုကြောက်ခွဲတစ်လုံးဆိုတာတင်းငယ်ပဲမယ်။စစ်ဆောင်လိုက်တဲ့အခါတောက်တောင်တော့ဖြစ်လာနိုင်တယ်တဲ့။ဒီစကားတွေကကပီယာရင်ထဲကိုမီတာတစ်ခုလုံးဝင်ရောက်သွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူဟာတင်းငယ်တဲ့လေးကျင်တွေကိုလေးစင်မမှန်လုပ်ရင်တစ်နှစ်အကြာမှာတော့အလွန်စည်းကမ်းရှိပြီးအောင်မြင်တဲ့ online စီးပွားရေးသမားလုပ်ငန်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။မိတ်ဆွေတို့ဒီဇက်လန်ကကမီယာတယောက်လည်းတော့မဟုတ်ပါဘူး။ကျမတို့အားလုံးအတွက်ပါသင်လည်းတင်းရဲ့အိမ်မက်တွေကိုအချိန်ဆွဲနေမိသလား။မနှက်ဖြန်မလုပ်မယ်လို့တွေးနေမိသလား။မှတ်ထားပါမနှက်ဖြန်ဆိုတာဘယ်တော့မှရောက်မလာပါဘူး။တင်းရဲ့အနာဂတ်မှာဒီနေ့ပြောင်းလဲဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှသာပြောင်းလဲသွားမှာပါ။တင်းရဲ့ဘဝအသက်ကိုတင်းငယ်တဲ့လေးချင်းလေးတစ်ခုနဲ့ဒီနေ့ပဲစတင်လိုက်ပါတင်းရဲ့အိုးလေးကိုထည့်မဲ့ပထမဆုံးကြောက်ခဲလေးကိုဒီနေ့ပဲရွေးချယ်လိုက်ပါ